ကျွန်တော်မဲနေတာလေကျွန်တော်တို့မှညီကို2ယောက်ရှိတယ်ဗျာကျွန်တော်တို့အိမ်ရဲ့တစ်ဆန်ကျော်မှာမုံဆိုးမှတားပြီး2ယောက်ရှိတယ်ကြိုက်တော့ကျွန်တော်နဲ့သူ့အမေနဲ့ကြိုက်တာကျွန်တော်ညီလေးနဲ့သူ့သမီးနဲ့ကြိုက်ညာတော့ကျွန်တော်နဲ့သူ့သမီးနဲ့ညာပြီးကျွန်တော်ညီလေးနဲ့သူ့အမေနဲ့သွားညာကျွန်တော်ညီလေးနဲ့သူ့အမေနဲ့ညာမှုရမင်းကလေးကျွန်တော်နဲ့သူ့သမီးနဲ့ညာမှုရယောက်ျားလေးအဲ့တော့ကလေးကြီးဘယ်လိုတော့လဲလူကြီးဘယ်လိုတော့သူတို့တားပြီးတော့ဘယ်လိုတော့ကျွန်တော်ညီတော့ပြန်နေမှာကွာပြန်နေမှာကွာโอเคလေးပြန်ပြောမှာကွာပဲတက်တယ်လို့ငါတက်တော့ငါလူလေပါကွာပြန်နေမှာငါလူလေပါကျွန်တော်တို့မှညီကို2ယောက်မင်းတို့မှညီကို2ယောက်ဘိုးဘက်တစ်ချမ်းကျော်မှာမုံဆိုးမှတားပြီးရောက်တယ်အဲ့တော့ကျွန်တော်လည်းသူ့မိန်းနဲ့ကြိုက်တယ်ကျွန်တော်ညီလေးနဲ့သူ့သမီးနဲ့ကြိုက်တယ်ညာတော့ကျွန်တော်လည်းသူ့သမီးနဲ့ညာပြီးကျွန်တော်ညီလေးနဲ့သူ့မိန်းနဲ့သွားကြတယ်ကျွန်တော်ညီလေးနဲ့သူ့မိန်းနဲ့ညာမှုရမိန်းကလေးကျွန်တော်နဲ့သူ့သမီးနဲ့ညာမှုရယောက်ျားလေးအဲ့တော့ကလေးကြီးဘယ်လိုတော့လဲလူကြီးဘယ်လိုတော့သူ့တားပြီးရောက်ဘယ်လိုကြတယ်ကျွန်တော်ညီကို2ယောက်ဘယ်လိုကြတယ်မလေးဒီလောက်ရှုပ်တဲ့ဖာမျိုးတွေမတတ်တာဘူးကွာအဲ့ဖာမျိုးတွေမတတ်တာဘူးကွာဘယ်ကလေးကမီးမဆုံးမှဖာမဆုံးမှအမလေးပေါက်လို့ပဲသားတဲ့တိုက်ရပြီဘလို့လေးလာကြတယ်မသိဘူးမလေးမတတ်တာဘူးအတိတ်ကမီးဘယ်ကဘာလေးရှုပ်သွားရောပုံဝယ်ချီလေကွာ